တင်တာဝန်ထမ်းတယောက်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါမိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျမပြောမယ်ဝန်ထမ်း၈မျိုးထဲမှာသင်ပါနေလားတကယ်လို့ဒီဝန်ထမ်း၈မျိုးထဲမှာသင်ပါနေတယ်ဆိုလို့ရှိရင်သင်အတွက်အဖြေကောင်းနေနောက်ဆုံးမှာပါပါတယ်နံပါတ်1ဝန်ထမ်းကကြတော့ဝန်ထမ်းတော့လုပ်နေတယ်ဒါပေမဲ့ကိုလုပ်နေရတဲ့အလုပ်ကိုစိတ်ပြတ်နေတဲ့ဝန်ထမ်းမျိုးပါဝန်ထမ်းလုပ်ရင်နဲ့ကိုအလုပ်ကိုစိတ်ပြတ်နေပြီလားမိတ်ဆွေနံပါတ်2ဝန်ထမ်းကတော့လစာနဲ့အလုပ်တောင်းဝန်နေနဲ့မကိုက်ညီပဲဖြစ်နေတာဝင်ငွေကနည်းနည်းပဲရတယ်ယူရတဲ့တောင်းဝန်တွေဖိစီးမှုတွေကအယမ်းများတယ်အဲ့လိုထဲမှာရောသင်ပါနေလားနံပါတ်3ဝန်ထမ်းလုပ်ပြီးတော့ကိုကြံဘက်လို့ဖြစ်နေပြီလို့ခံစားနေရလားမနှက်ဆိုယုံသွားတယ်မိုးချုပ်ဆိုအိမ်ပြန်ရောက်တယ်အိမ်ရောက်တော့ဘာမှမလုပ်နိုင်တော့ဘူးတနက်ကုန် energy တွေကိုစုပ်ယူလိုက်ပြီလို့ခံစားရပြီအိမ်ရောက်တဲ့အခါမှာကြံဘက်လိုမျိုးဖြစ်နေလားမိတ်ဆွေနံပါတ်4ဝန်ထမ်းနေ့ရက်တိုင်းမှာအလုပ်သွားတယ်နေ့ရက်တိုင်းမှာအလုပ်မှာပြဿနာတွေအခက်အခဲတွေစိတ်ညစ်စရာတွေပဲကြုံနေရတယ်အဲ့လိုဝန်ထမ်းတွေမှာရောသင်ပါနေလားနံပါတ်5ဝန်ထမ်းမိမိအရေးအချင်းနဲ့မိမိအလုပ်ကမကိုက်ဘူးလို့ခံစားနေရပါသလားမိတ်ဆွေကို့မှာအရေးချင်းနဲ့အများကြီးရှိတယ်ကိုလုပ်နေတဲ့အလုပ်နဲ့ကို့အရေးချင်းနဲ့ကလွဲနေတယ်လို့ခံစားနေရပါသလားမိတ်ဆွေနံပါတ်6ဝန်ထမ်းမိမိမှာရတဲ့အရေးမိမိရတဲ့ဝင်ငွေနဲ့မိမိမှာရှိတဲ့အရေးချင်းနဲ့မကိုက်ညီဘူးလို့ခံစားနေရပါသလားကို့မှာရှိတဲ့အရေးချင်းတွေကအများကြီးကိုရရှိတဲ့ဝင်ငွေကနည်းနေတယ်လို့ခံစားနေရပါသလားမိတ်ဆွေနံပါတ်9ဝန်ထမ်းအလုပ်တော့ရှိတယ်အလုပ်တော့လုပ်နေတယ်ပျော်ရွှင်မှုတွေပျောက်ဆုံးနေတဲ့ဝန်ထမ်းမျိုးအဲ့ဒီမှာရောသင်ပါနေလားနောက်ဆုံးနံပါတ်10ဝန်ထမ်းမိမိဘဝကလမ်းလျှောက်ရင်လမ်းပြောက်နေတယ်အလုပ်တွေလုပ်နေတယ်ပျော်ရွှင်မှုတွေမရဘူးအလုပ်တွေလုပ်နေတယ်တိုးတက်မှုတွေမရှိဘူးအလုပ်တွေလုပ်နေတယ်အိမ်မက်နဲ့တခြားစီဖြစ်နေတယ်လမ်းလျှောက်ရင်လမ်းပြောင်းနေတယ်မိတ်ဆွေအဲ့ဒီထဲမှာရောသင်ပါလားအခုကျမမေးသွားတဲ့ဝန်ထမ်း8ဦးထဲမှာတင်တာတခုခု yes လို့ဖြေတယ်ဆိုလို့ရှိရင်ကျမတို့ TNZ service zone နဲ့ချိတ်ဆက်ဖို့ဆက်သွယ်ဖို့လိုနေပါပြီလို့အကြံပေးလိုက်ချင်ပါတယ်ကျမတို့ TNZ service zone ကမိတ်ဆွေတို့ဝန်ထမ်းဘဝမှာပျော်ရွှင်အောင်အောင်မြင်အောင်လမ်းညွှန်ပေးတယ်ပြီးရင်တစ်ချိန်မှာဝန်ထမ်းဘဝကနေပြီးတော့မှကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်အောင်လဲ career life coaching ပညာရပ်တွေနဲ့လမ်းပြကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်ကျမတို့ career life coaching ပညာရပ်တွေနဲ့ပေးလိုက်တဲ့ဝန်ထမ်းတွေအားဆိုလို့ရှိရင်အလုပ်ထဲမှာဝန်ထမ်းကောင်းစုရတဲ့လူတွေဖြစ်သွားတယ်တထေးမျက်နှာလွဲရတဲ့လူကိုယ့်ရဲ့မန်နေဂျာကိုချစ်ရတဲ့မန်နေဂျာလက်ထောက်ဖြစ်တဲ့အထိကိုတိုးတက်လာတာတွေရှိတယ်မိမိကိုယ်တိုင်ကအောင်မြင်ပြီဆိုလို့ရှိရင်လေအဲ့ဒီတထေးတွေမန်နေဂျာတွေကမိမိကိုအကောင်းဆုံးပြန်ထောက်ပံ့တဲ့လူတွေဖြစ်နေပါတယ်မိတ်ဆွေTNZ service zone ကတော့ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးတွေလှုပ်ဆောင်ပေးတယ်လက်ရှိပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်ဝန်ထမ်းလုပ်နေတယ်အလုပ်အကိုင်တွေလုပ်နေတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်အောင်မြင်မှုတွေမရှိဘူးနေ့ရက်တိုင်းကိုကြည်နက်မနေဘူးဆိုလို့ရှိရင် TNZ service zone နဲ့ချိတ်ဆက်လိုက်ပါ TNZ service zone ကနေ့ရက်တိုင်းကိုတက်ကြွမှုတွေမျှော်လင့်ချက်တွေနဲ့ဖြတ်သန်းနိုင်အောင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်TNZ service zone ကရွေချက်မြင့်မာတဲ့လူငယ်တွေကိုလမ်းပြကူညီပေးဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိတယ်လို့အခုဝန်ထမ်းဘဝအလုပ်သမားဘဝကနေတစ်ချိန်မှလုပ်ငန်းရှင်အဖြစ်ဖွံ့ဖြိုးတိုးတက်ချင်ပါတယ်ဆိုတဲ့လူတိုင်းလည်းTNZ service zone နဲ့ချိတ်ဆက်ပြီးတော့ career life coaching ပညာရပ်တွေရယူလိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မနာမည်ကတော့သွယ်နှင်းပါ TNZ service zone ရဲ့ CEO တယောက်ဖြစ်တယ်လို့ career life coach and trainer တယောက်လည်းဖြစ်ပါတယ်ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုလမ်းပြကူညီဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိပါတယ်ရှင်အားလုံးချစ်တဲ့သွယ်နှင်းပါရှင်